ဆွေးလိုပဲတောက်တောက် chill ဖို့ပဲတောက်တောက် right မိုက်တဲ့နေရာလေးနဲ့မိတ်ဆက်ပေးမယ်ဆိုင်နာမည်က MUU Move location ကလည်းခက်မိုက်မိုက်ပဲ3564ထောင်က Unit Manly ရဲ့ outdoor area မှာဖွင့်ထားတယ်နေရာမိုက်လိုမျိုးပဲအပြင်စင်တွေ decoration တွေ plating တွေအားလုံးက detail ကြလုပ်ထားတယ်ဒါပေမဲ့ဈေးကကျတော့ fair price ပဲတကယ်ပြောတာ cocktail တွေက8000အနည်းစပြီး1000ခွဲကြားမှာပဲရှိရယ်စားတောက်ထက် cocktail review ပေးပါမို့ session နံပါတ်ပြည့်တဲ့ skip ခိုးမကြည့်နဲ့ cocktail က menu အားလုံးနီးပါးကိုကျွန်တော် try ခဲ့တယ်ကျွန်တော်အကြိုက်ဆုံးကတော့ရောင်နီခင်မောင်ဖူး Saras ရဲ့ gin base ရဲ့တော်တော် smooth ဖြစ်ပြီးတော့တော်တော်လေးတက်တယ် must try မှာ by the way တယောက်နဲ့တယောက် limit မတူအောင်မလို့တက်တယ်မတက်ဘူးလားမြင်ပါနဲ့ peace ဒီဆိုင်က beer base cocktail တွေကလည်းမိုက်တယ်ပင်မနဲ့ရောထားလည်းရှိရယ်မကြီးသီးနဲ့ရောထားလည်းရှိရယ်အဲ့ဒါတွေကတော်တော် smooth ဖြစ်ပြီးတော့စော်လေးစောင်းရင်ကြိုက်မဲ့အရသာအောင်မဲညုံနဲ့လှုပ်ထားတဲ့ beer လည်းရှိရယ်သူကဓာတ်ပုံရရင်လှတယ်ခရမ်းရောင်ရတာတော့တိတ်မကြိုက်ဘူး FOC ကျွေးရဲ့ပေါက်ပေါက်ဆို good အသောက်သမားတွေအတွက်ဆိုရင်ဒီဘဲဥဆိုင်ငံကြက်ရီကုန်ကျော်လေးကတော်တော်လေး fine တယ်ဝက်ဆဥကျော်ကတော့တာမယ်မယ်ဒါပေမဲ့ဝက်ဆဥကျော်ဆော့ကတော်တော်မိုက်တယ်ဒီမီနူးနှစ်ခုလုံးကဈေး1000ကျော်ကျော်ပဲစာဝါရီလည်းရရတစ်ခွက်ကို8000ပဲအရန် modify ဖြစ်နေရအောင်မရှိဘူးဘာတော့ရမှမသိတဲ့လူအတွက်လည်းပါဝင်ပစ္စည်းအတိအကျနဲ့အရသာအသေးစိတ်ကိုတခြားရှင်းပြပေးနိုင်တဲ့ waiter ညီလေးရှိရလဲ appreciate လုပ်ရမယ်သူတို့အဲ့လိုရှင်းပြလိုက်တော့ရွေးရတဲ့လူလည်းတော်တော်အဆင်ပြေသွားတယ် good ရောင်းနေပြီးလို့ရှိရင်မကြီးသေးနဲ့ရောထားတဲ့ဘီယာကိုဒုတိယကြိုက်တယ်ဒါတတိယအကြိုက်ဆုံးရှန်ဟေး whisky ဘေးုံမှာအဲ့လိုလက်ဖက်နှံလိုတင်းတင်းလေးတစ်ခုနဲ့မိုက်တယ်ဒီ short ခွက်လေးနဲ့ဆက်ကကျွန်တော်နာမည်ကိုမမှတ်မိတော့ဘူးဒါတော့တဲ့ချိန်ကျွန်တော်တော်တော်ကောင်းနေဆိုတော့ပြီးတော့ bite size ဆိုပြီးကျွန်တော် chicken soup မှာလိုက်တယ်သူက Thai style ကြက်သားရယ်ခဝဲသီးရယ်ပင်စိမ်းရယ်ခတ်ထားပေးရဒါလေးကစောစောမှမြင်မြည်လို့တော်တော်ကောင်းပါခုတော့ limit ရောက်နေဆိုကျွန်တော်ပင်စိမ်းအနှံ့ကြီးနဲ့ပို့မူးသွားလို့အိတ်တော့မယ်ဒါပဲခွက်